မင်္ဂလာပါ easy ban မိပါမိတို့ဒီနေ့စက်သားငပြရေကြော်လေးကြော်မှာပါစက်သားငပြရေကြော်ဖို့အတွက်မိကကြက်ရင်ပေါင်း2ချမ်းကိုအတုံးတစ်တစ်လေးတုံးထားပါတယ်ပထမဦးဆုံးမိကဒီအတုံးတစ်တစ်လေးတုံးထားတဲ့ကြက်ရင်ပေါင်းတွေကိုစက်တုံပြမှုန့်တစ်စုံဆံရင်းမှုန့်နည်းနည်းလေးနဲ့အနည်းငယ်နဲ့စားလေးနည်းနည်းထည့်ပါမယ်စားကိုနည်းနည်းလေးရှော့ထည့်ထားဖို့လိုပါတယ်စက်တုံပြဖို့မရှိရင်လည်းစီတက်တဲ့ခါမှာစက်တုံပြထည့်တယ်လို့ရပါတယ်ပြီးရင်မိကအရသာလေးနှံသွားအောင်လုပ်နေပြီးတော့အရသာနှက်ထားလိုက်ပါမယ်အခုစားကြော်ဖို့အတွက်မိကအိုးရဲကိုစီလေးနည်းနည်းထည့်လိုက်ပါမယ်စီကိုကြော်ရင်းနဲ့မှလိုမှထပ်ထည့်သွားမယ်ပေါ့နော်စီထည့်ပြီးသွားရင်မိတို့ကခုနနေထားတဲ့စက်သားလေးတွေကိုအိုးရဲကိုထည့်ပြီးတော့မီးအေးအေးလေးနဲ့ကြော်ပေးပါမယ်ဒီလိုကြော်တဲ့ခါမှာလေးစက်သားကိုကျွတ်နေအောင်ကြော်စရာမလိုပါဘူးကျွတ်နေအောင်ကြော်ရဲဆိုလို့ရှိရင်ဒီစက်သားကျက်အပြာကြီးကျော်မှာစက်သားကိုဝါတာလေသွားတွေနာပြီးတော့နည်းနည်းဝါလို့တကောင်းပေါ့နော်အဲ့တော့မေကတော့စက်သားလေးကျက်သွားပြီးတော့ပေါ်ရင်ကြောလေးတင်းပြီးစက်သားလေးကျက်ပြီးအီလေးဖြစ်တဲ့အနေထားလောက်ထိကိုကြော်သွားမှာပါစနွေးမှုတ်ကိုစီတက်တဲ့ချိန်မှာထည့်လို့လည်းရတယ်ပေါ့နော်ဒါပေမဲ့မေကတော့သားထဲမှာလည်းထည့်နေထားလိုက်တာပါပြီးရင်စက်သားလေးအခုလိုမျိုးလေးပေါ်ရန်လေးတင်းပြီးတော့ကျက်သွားပြီပေါ့နော်အတုံးသေးသေးလေးဖြစ်တဲ့အတွက်ကြောင့်လည်းမေတို့ကအကြာကြီးကြော်စရာမလိုဘူးပေါ့နော်ဒါဆိုမေတို့ကပကံတစ်ခုတည်းကိုအကုန်လုံးစေထားလိုက်ပါမယ်ပြီးသွားရင်ကြံတဲ့စီတွေကိုမယုတ်တီးခွဲချံလေးစုံထည့်ပါမယ်မြုပ်တီးခွဲချမ်းအောင်လေပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုမျိုးပဲမိတို့အနှစ်ကလေးဖြစ်ချင်းရေနဲ့ကြက်သွန်နဲ့ပြန်ထောင်းလေးရတယ်ပေါ့နော်မိကတော့ဒီမှာမထောင်းထားလိုက်ဖ ೇನೆ ဒီတိုင်းလေးထည့်ထားပါတယ်ဒါကတော့မြုပ်တီးခွဲချမ်းတော့ကိုအဆက်စားနိုင်တဲ့လောက်ထည့်လို့ရပါတယ်မီးအေးလေးနဲ့ငရုတ်တီးမတူးတော့အောင်လို့ဒီချာလေးစီတက်ပြီးသွားလို့ရှိရင်မိတို့ကငရုတ်တီးအရောင်တင်မှုန့်လေးနည်းနည်းလေးထည့်ပါမယ်ငရုတ်တီးရောင်တင်မုတ်ကလေးမိသုံးနဲ့ငရုတ်တီးရောင်တင်မုတ်ကအရောင်ထွက်အားကောင်းတာမဟုတ်လို့မရတော့နည်းနည်းပဲထည့်ရပါတော့ပြီးွားရင်စက်သွန်ကြီးကြော်လေးထည့်ပါမယ်စက်သွန်ကြီးကြော်မရှိဘူးဆိုလို့ရှိရင်ငရုတ်တီးခွဲချမ်းစီမတက်ခင်မှာစက်သွန်ကြီးကိုပပလေးပြီးစီတက်ခဲ့လို့ရပါတယ်စက်သွန်ကြီးကြော်လေးကြီးငရုတ်တီးလေးတွေကိုတေချာလေးလိတ်သွားအောင်စီတက်ပြီးသွားရင်မိတို့ကရေနွေးလေးနည်းနည်းစီထည့်ပြီးတော့အနှစ်ကလေးဖြစ်အောင်လို့ချက်မှာပါရေနွေးလေးနည်းနည်းထည့်လိုက်မှုေလိုက်နဲ့ဒီရေထည့်ထားတဲ့ရေနွေးလေးပြန်ခန်းသွားတဲ့အချိန်မျိုးကစီတက်ပြီးမှပဲဖြစ်ပါတယ်။ဒါမှဟင်းရအနှစ်ကလေးနဲ့ထမင်းနဲ့စားရင်လည်းရမ်းစားလို့ကောင်းတာပေါ့နော်။ဒါမျိုးအနှစ်ကလေးဖြစ်ပြီးတော့စက်သွန်ကြီးကြော်လေးလည်းကြီးသွားပြီးရုပ်တီအနှစ်ကလေးကစီပြန်လာလိမ့်သွားပြီးဆိုရင်ခုနကဆဲထားတဲ့စက်သားလေးတွေကိုပြန်ထည့်လိုက်ပါမယ်။ပြီးသွားရင်ငရုတ်တီအနှစ်နဲ့စက်သားလေးနဲ့နှံ့သွားအောင်လို့မျိုးပြန်နေပေးပါမယ်။နှံ့သွားပြီးတော့တသားလေးဖြစ်သွားတဲ့ချိန်ဒီမီတို့နေပြီးသွားလို့ရှိရင်အနှစ်ကလေးပို့ပြီးတော့များများလေးဖြစ်အောင်လို့မြေစက်သွန်ကြီးကြော်လေးကိုနောက်ထပ်3စုံနောက်ထပ်ထည့်လိုက်ပါတယ်ဒီစက်သွန်ကြီးကြော်လေးထည့်ပြီးသွားလို့ရှိရင်မြေကစီအီလေးဖြစ်အောင်လို့စီလေးနည်းနည်းလေးထည့်လိုက်ပါတယ်နည်းနည်းလေး6နေထင်လို့ပေါ့နော်စီနေတဲ့ထင်လို့ပြီးသွားရင်မေကိုဒီဟာလေးစီလေးပြန်လာတဲ့အထိထည့်ပြီးအရသာအနေနဲ့မေတို့ကစက်သားမှုတ်တစ်စုံနဲ့ပြီးရင်ငပြာရည်လေးနည်းနည်းထည့်ပါမယ်စားဟူလေးပထမအဆုံးစက်သားနေတဲ့အချိန်မှာရှော့ထည့်ခိုင်းထားတာလीမေတို့ဒီမှာငပြာရည်ထည့်ဦးမှာမလို့ပါစီတက်တဲ့အချိန်မှာငပီစိမ်းစားလေးနည်းနည်းလေးထည့်ပြီးတော့လေကြော်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့အနှစ်ကလေးပို့များတာပေါ့နော်မိကတော့အိမ်မှာငပီစိမ်းစားကုန်နေရနဲ့ဒီတစ်ခါငပြာရည်လေးပဲထည့်ပြီးတော့ကြော်ထားတာပါဒါမျိုးလေးချက်သားလေးတွေနဲ့ငရုတ်တီးလေးတွေနဲ့ကျွတ်သွားပြီဆိုလို့ရှိရင်မိတို့ရဲ့ချက်သားငပြာရည်ကြော်လေးအားစားလို့ရသွားပါပြီဒီချက်သားငပြာရည်ကြော်လေးကိုလေမိဟာချက်ပဲဟင်းလေးနဲ့အဲ့လိုမျိုးအရွက်တုပ်ကလေးပေါ့နော်ဥမာတရက်ချင်းတုပ်လေးပါလေးနဲ့တွေးစားတာအရင်သဘောကျပါတယ်အဲ့တော့မင်းနဲ့တူတူလိုက်ချက်စားကြည့်ပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်